အားလုံးမင်္ဂလာပါအဲ့ဒါတို့ဒီနေ့မှာအကင်းပေါ့နော်မနေ့ကတော့အဲ့ဒါကိတ်မှုစားခဲ့တယ်ခုကတော့အကင်းစားမယ်ပေါ့နော်အကင်းကတော့အဲ့လောက်ပဲရှိတော့ပါတယ်အဲ့ဒါအင်းတော့ခုနမြမြဖြစ်တာပါအရင်ကစားလို့ကောင်းတယ်ဝအားလုံးကြည့်လိုက်ပါလေအတန်လို့โอเคလာပါမနော်ကောင်းရညော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 ကြတယ်မနော်ကဲလက်စိပ်ပြီးသွားပြီပေါ့နော်အဲ့ဒါလက်နဲ့စားလို့ sorry ပါလက်စိပ်ပြီးသွားပြီအဲ့ဒါပေါ့နော်အဲ့ဒါအကင်ချင်းနေပေါ့နော်โอเคချင်းနေမပြသေးတော့ကဲအဲ့ဒါစပင်းညက်လိုက်ပါတယ်အားလုံးသိကြလားစပင်းညက်လိုက်ပါတယ်စပင်းညက်လိုက်ပါတယ်တိုးလိုက်ပါတယ်ရေဘူးကြီးအပါဟိုဟာဖြစ်နေလို့ပေါ့နော်အဲ့ဒါဖော်ကြည့်လိုက်ပဲလေကောင်းတယ်ဆိုပြီးဖြစ်သွားပါတယ်ပြီးချက်စားနေပါတယ်အိုး sorry ပါโอเคအဲ့ဒါဖေးဆိုပြီးနောက်တစ်ခုကမုတ်လင်းများပေါ့နော်တီခါလူတွေတီမသိဘူးပေါ့နော်ဒါမုတ်လင်းများလို့ခေါ်ပါတယ်အဲ့ဒါတော့ဖွင့်ပြီးစားမယ်ပေါ့နော်နောက်ခုချက်အဲ့ဒါတစ်ခုပဲစားချင်လို့ပေါ့နော်တစ်ခုပဲစားလိုက်ပါတယ်တစ်ခုပဲစားမယ်လို့ပြောတယ်ပြီးမေလေးဟာဘလို့အဲ့လိုကြီးလက်ကိုကိုင်းနေဆိုလက်မှာဒဏ်ရာဖြစ်တာလို့ပေါ့နော်စီနဲ့စီအင်းတော့လည်းနားလို့ပေါ့နော်ခုစီနဲ့စီမှာဆိုလို့အဲ့လိုဖြစ်နေပါနောက်ပြီးဒီဘက်ကတော့ခုနအကင်းနဲ့ကိုင်းသားလို့ပါโอเคကောင်းတယ်လို့ပြောနေပါတယ်ဒီထက်စားနေပါတယ်ခုနဖုံးပို့နေအမတွေ့လားအမလက်တွေ့လားအဲ့ဒါဖွာပါအဲ့ဒါအမလက်ခုတီးနေကောင်းတယ်ဒီမှာအားလုံးအရင်ကျွေးလိုက်ပါအရင်ကျွေးတယ်မဟုတ်စားမကျွေးဘူးကောင်းတယ်မောဟီဒီမှာစားပြီးထပ်ပြီးမျောဤပေါ်လိုက်တယ်ပေါ့စားတယ်ပါလို့စားရလူတွေဒီဗီဒီယိုမကြည့်ပါနဲ့မလို့ဆိုရလာခုနဟွာကြီးပါလို့ပါဤပေါ်လိုက်ပါကြီးပါမရီတောက်ဖို့လုပ်နေပါလေအမလက်ကပိုလီယိုလက်ဖြစ်နေပါတယ်လက်ကတစ်ခုကပေးတစ်ခုကအနာဖြစ်ဆိုတော့မလို့ဖြစ်နေပါတယ်အဲ့လိုရေးကြောက်လိုက်ပါမယ်ကိုโอเคအဲ့ဒါဒီမှာပြီးအကင်းပြန်လာဆိုပြီးအမလက်နဲ့ခေါ်လိုက်ပါတယ်ပြီးနောက်တစ်ခုပြီးခုနစားနေဟာပြစားပါတယ်အဲ့ဒါအမတန်းနေပါတယ်တီချာစားမယ်